ကျွန်တော်တို့အားလုံးယင်းနီးပြီးသားဖြစ်တဲ့တမိုင်းတလျောက်မျိုးဆက်နွယ်ဆက်တိုင်းကြုံတွေ့ခဲ့ရတဲ့တောင်ပြုံးနတ်ညီနောင်တို့ရဲ့ရင်ခုန်စိတ်လှုပ်ရှားဖက်ဇလံအကြောင်းကိုပြောပြပြီးသွားမှာပါသူရဲကောင်းဘဝကနေနတ်ဘဝကိုရောက်ရှိသွားတဲ့ဒီတမိုင်းကြောင်းဟာတက်ကဲ့ကိုရင်ခုန်ဆရာတွေဝမ်းနဲ့ကြေခွဲဆရာတွေနဲ့ပြီးနိုင်နေတာဖြစ်လို့အဆုံးထိအတူတူလိုက်ပါစီမြောက်ဖို့ဖိတ်ခေါ်ခြင်းပါတယ်တထုမျိုးကိုရောက်လာတဲ့တင်ပေါ်သားညီနောင်ဟာမနူဟာမင်းရဲ့ဆရာတော်ကျောင်းမှာခိုးလုံဝင်းကနေဆရာတော်သိမ်းထားတဲ့ဇော်ဂျီဖိုဝင်သားကိုခိုးစားမိသွားကြတယ်ဒီမှာစိတ်ဝင်စားစရာကောင်းလို့ကပါလဲဆိုတော့ဒီအသားကိုစားလိုက်တာနဲ့တပြိုင်နက်စင်ပြောင်ကြီးဆက်စည်းစာခွန်အားကိုရရှိသွားပြီဒါလှမ်းစတဲ့ဘလိုလက်နက်မျိုးနဲ့မှထိုးခုတ်လို့မရနိုင်တဲ့ကာယတတိစွမ်းအင်ကိုအပြည့်အဝပိုက်ဆိုင်သွားခဲ့တာပါညီနောင်ဦးသေးကအကိုဖြစ်သူပြောရမို့ဥစားလို့ခေါ်တဲ့အမျိုးသမီးလေးကိုအသက်နဲ့ယဉ်ပြီးနည်းနည်းချင်းချင်းချစ်မိသွားခဲ့ပါတယ်သူတို့ရဲ့အစွမ်းတတိကြီးတရင်မွေးလာတာနဲ့အမျှမနုဟာမင်းကြီးရဲ့ကြောက်ရွံ့မှုတွေကထိမ့်မနိုင်သိမ့်မရဖြစ်လာပါတယ်ထီနာလူခံရမယ့်အန်ဒီကိုစိုးရင်လာပြီးနောက်ဆုံးမှာတော့ဒီနီနန်တွေကိုဖမ်းဆီးတုတ်တံဖို့ရမက်တွေကိုတရားဝင်ဆေးလွတ်တဲ့အထိပြင်းထန်လာခဲ့ပါတယ်အခြေအနေတွေကတော်တော်လေးကိုတင်းမာလာတာပါဒါမဲ့ဘီရင်မှာအချွတ်မဲ့အာနာရှိနေတာတော့မှရဲမတရားကာယတတိပြင်းမြောက်နည်းရဲ့နီနောင်တို့ကိုဘလို့မှမဖန်ဆီးနိုင်ခဲ့ပါဘူးသူတို့ရဲ့အစွမ်းကုန်စူးစမ်းမှုတွေဟာတဲတဲ့ရေသွန်းသူတို့အချိန်နီးတာဖြစ်ခဲ့ရပါတယ်ဒီနေ့မှာတော့ပြဝိဟာချစ်တူမအိုးစာလေးနဲ့လေဝက်ချင်းတွေ့နေတော့ရဲမတဲ့ရဲ့ဝိုင်းဝန်းပိတ်ဆို့ချင်းကိုရုတ်တရက်ခံလိုက်ရပါတယ်ဒီအချိန်မှာပြဝိဟာတကယ်ကိုအကြက်တန်းတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်သူ့ရဲ့စွမ်းဟာနဲ့ဆိုရင်တကူတော့အလွယ်တကူထွက်ပြေးလွတ်မြောက်နိုင်တာသိချပါတယ်ဒါပေမဲ့ရဲမတိဖန်ဆီးထားတဲ့ချက်သူမအိုးစာလေးကိုပစ်ထားခဲ့မလားဒါမှမဟုတ်ချက်သူကျကိုယ်တိုင်အဖန်ခတ်မလားဆိုတဲ့လမ်းစုံလမ်းခါကိုရောက်လာပါတော့တယ်အဆုံးမှာတော့ဗျာပြောဝိဟာသူ့ချစ်သူလေးလွတ်မြောက်ဖို့အတွက်သူ့ကိုယ်သူအဖန်ခံလိုက်ပါတယ်ကြည့်လိုက်ပါတစ်ဖက်မှာဘီရင်ရဲ့ရမက်တွေအထူးကျတဲ့ဒုတ်ဓာလန်စားတဲ့တေစီလောက်တဲ့လက်နက်ကြီးတွေရှိနေတယ်ဒါပေမဲ့အခြားတစ်ဖက်မှာကျတော့ဓာနဲ့ခုတ်ရင်ဓာကွေးသွားတယ်လမ်းနဲ့ထိုးရင်လမ်းကျိုးသွားတယ်ဒါဟာဖျက်ဝီရဲ့ကာယတိတိစွမ်းအားဘလောက်တောင်အမခန်းဖေလဲဆိုတာပြသနေတယ်ပါပဲဒီအခါမှာရဲမက်တွေဟာအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားတစ်ခုကိုသဘောပေါက်သွားကြပါတယ်ကာယတိတိပြီးမြောက်နေတဲ့လူတစ်ယောက်ရဲ့စိတ်သက်ခွန်အားမကျစင်သေး၍သူ့ရဲ့ခန္ဓာကိုယ်ကိုဘလို့ရုပ်ပိုင်းဆိုင်ရာအင်အားဘလို့လက်နဲ့မျိုးနဲ့မှတပ်ဖြတ်ဖြစ်စည်းလို့မရဘူးဆိုတာပါပဲမြို့ဝင်မင်းကပြဝိကိုတကယ်ကိုအောက်တန်းကျတဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်မင်းကငါလို့ဖမ်းချင်လို့မအိုးစားကိုချက်ဟန်ဆောင်ခိုင်းပြီးထောင်ဖမ်းခဲ့လာဆိုပြီးအလက်အငိုက်လင်းလဲပြောဆိုခဲ့ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါပြဝိရဲ့နှလုံးသားကြီးအကြီးခွဲသွားဟဲ့ရပါတယ်ဒါကြောင့်သူမကငါ့ကိုတကယ်မချစ်ခဲ့ဘူးဆိုရင်နောက်ဆုံးနေနဲ့ကွမ်းတရာရေမုတ်လာဆက်တာပါစေအဲ့ဒီခါကျရင်ငါစိတ်ကိုလျှော့ပါတော့မယ်ဆိုပြီးအလွန်ဝမ်းနည်းဖွယ်ကောင်းတဲ့ကတိတစ်ခုကိုပေးလိုက်ပါတယ်ဒီနေရာမှာမြို့ဝင်ပင်ရဲ့ရုပ်မာမှုကပိုပြီးပေါ်လွင့်လာပါတယ်သူကမအိုးစားကိုပါထပ်ပြီးပြည့်ရဲ့သုံးလက်စားခဲ့တာပါဘီဝိကတကယ်ချင်းရင်ကွမ်းတရာရေတမှုလာဆက်တာခိုက်တယ်ဆိုပြီးမအိုးစားရဲ့စစ်မှန်တဲ့အချစ်ကိုအသုံးချခဲ့တာပါမအိုစာလီဟာချစ်တူအထက်စစ်မှန်တဲ့မေတ္တာနဲ့ကွမ်းတဲ့ရေကိုအပြည့်အလွှာလာဆက်တာရှာပါတယ်ဒါပေမဲ့မြို့ဝမ်းမင်းရဲ့စကားကိုယုံကြည်နေတဲ့ပြောင်းဝိအကတော့ဒါဟာတစ္ဆာဖောက်ခြင်းရဲ့အထောက်အထားဖြစ်မြင်အောင်တွားခဲ့ရပါတယ်တကယ်ကိုရင်နာစရာပါပဲဒီလိုနဲ့လိန်ညာမှုကိုအမှန်ထင်သွားတဲ့ပြဝီရချစ်သူစတက်တဲ့ကွမ်းတဲ့ရေကိုစားတောက်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့စိတ်သက်ခွန်အားတွေပြိုလဲသွားပြီးကာယတတိစွမ်းအားတွေလည်းအကုန်ပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ6မြောက်နေတဲ့ရမ်းဘတ်တွေဝိုင်းဝန်းလိုချမ်းကြတဲ့အတွက်ဘယ်တော့မှမကြိုးပဲ့နိုင်ဘူးထင်ရတဲ့သူရဲကောင်းကြီးဟာအပီးတိုင်ကြဆုံးသွားခဲ့ရပါတော့တယ်အဖြစ်ပြက်ကဒီလောက်နဲ့တင်ပြီးမသွားပါဘူးပြက်ဝီတီဆုံးပြီးနောက်မှာတော့ရက်ဆက်တဲ့စီရင်မှုတွေကိုဆက်လုပ်ခဲ့ပါတယ်ခဏကိုလေးပိုင်းပိုင်းပြီးထထုံမျိုးရိုးရဲ့1400မှာမြုံနှံခေယုံတမကသွေးကိုပါမျိုးရိုးတစ်ပတ်ဖြန်းပြီးစေဝါမန်တန်လေးနဲ့အစီရင်လုပ်ပါထထုံမျိုးရဲ့အမြဲတမ်းမျိုးဆောင်တာအဖြစ်အထမတတ်မှတ်ထားရှိခဲ့ပါတယ်အခုဖြစ်သူရရဆက်ဆက်အသက်ခံရတဲ့တည်င်းဆိုးကိုလည်းကြားအောင်ညီဖြစ်သူပြတဲ့ဟာပကံဘီကိုအမြန်ထော်ပြေးပြီးအနော်ရထမင်းကြီးတယ်မှာတွားရောက်ခစားပါတော့တယ်ပကံရောက်တဲ့အခါဖြတ်တာဟာဘရင်မြင်းတီတော်တွေကိုစစ်ပညာသင်ကြားပေးသလိုပကံနဲ့မော်ဆန်တဲ့ပူပါထောင်ကြီးကိုနေစဉ်အပြေးသွားပြီးဘရင်အတွက်ပန်းတော်စတမအဖြစ်တစ္ဆာရှိအမှုထိုင်ခဲ့ပါလေခွန်အားဘလက်ကတော့ပြောစရာမလိုအောင်ကြီးမားတာပေါ့အဲ့ဒီမှာရွှေရောင်အသားရည်ရှိတဲ့ပန်းစားဘီလို့မလို့လူတီများတဲ့မဲဝနနဲ့အကြောင်းပါခဲ့ပါတယ်အဲ့ဒီကနေတဆင့်ဒုတိယမျိုးဆက်ဖြစ်တဲ့ဗျက်တက်ရဲ့သားနှစ်ယောက်အကြောင်းရောက်လာပါတယ်သူတို့လေးတွေရေချိုးဖို့အနော်ရထမင်းကြီးကရွှေဖြင်းအိုးစုချခဲ့တာကိုအစွဲပြုပြီးရွှေဖြင်းကြီးရွှေဖြင်းလေးလိုနာမည်တွင်ခဲ့ပါတယ်ကြီးပြင်းလာတဲ့အခါမှာတော့ဆော်လိုမင်းရဲ့ကစားဖော်ကြီးဖြစ်လာတယ်လို့ဖီးရင်တက်မတော်ရဲ့ရေစွမ်းတက်တီပြူသွားတဲ့သူရဲကောင်းကြီးဖြစ်လာခဲ့ကြပါတယ်ဒီလိုနဲ့ဇလန်းရဲ့အထွတ်ထိပ်ပြပနာတစ်ခုစတင်ပါတော့တယ်အနော်ရထမင်းကြီးဟာတရုတ်ပြည်ကိုဗိုလ်တပ်ဆွဲတော်ပြင်ဖို့တွားရောက်တဲ့အခါမှာတရုတ်ပြည်ဥတီဘွားကလာရောက်မတွေ့ဆုံပဲလုံဝလေးထူရှုထားခဲ့ပါတယ်ဒီလိုတင်းမာနေတဲ့ခြေနေကိုဖြည့်ရှင်းဖို့ညီနောင်နှစ်ပါးကရေရေဝံဝံရှစ်ထွက်လာခဲ့ပါတယ်
သူတို့ရဲ့ပြိုင်ဘက်ကင်းတဲ့စွမ်းအင်နဲ့ရဲစွမ်းသက်တီကိုဒီနေရာမှာအကောင်းဆုံးတွေ့ရမှာပါအဆောင်ချက်ဒီထူထပ်လာတဲ့တရုတ်ပင်ရဲ့အိတ်ဆောင်တဲကိုညဘက်ကြီးခိုးဝင်သွားခဲ့ပြီမယ်ဘရင်ကဘာအန်တွေမှမပြုတ်ခဲ့ပါဘူးအဲ့ဒီအစားတတိပေးတဲ့အနေနဲ့ဘရင်ရဲ့ဝမ်းမိုက်ပေါ်မှာထုံထုံကြောင်တားခဲ့ပါတယ်တကယ်ကိုအန်တော်စာကောင်းတော့ရဲတဲ့နဲ့လုံရက်ပါပဲ နိုင်ရန်မှာလည်းအခုလိုကြောင်းမတ်ထွေကောင်းရဲ့အစာကိုရွေးသားခဲ့ပါသေးတယ်မိုးတောက်လျင်အနော်ရထာမင်းစောအားမဖူးမြော့လျင်ဤအတိုင်းခုတ်ပိုင်းပြစ်မိတဲ့ဒီချင်းချောင်းမှုကြောင့်တရုတ်ပွေရင်ဟာအလွန်ထိတ်လန့်တော်ပြီးနန်းနတ်မိုးလင်းသားနဲ့တပြိုင်နက်ဆွေတော်ပွားနဲ့မြက်ပြားကိုချက်ချင်းဆက်တက်ခဲ့ရပါတော့တယ်လုံးဝကိုအောင်ပွဲခံနိုင်ခဲ့တာပေါ့ အပြန်ခရီးမှာဖင်းပေါင်တော်ဟာယခုတောင်ပြုံးလို့ခေါ်တဲ့အရာမှာအလိုအလျောက်ရတန်ထောတဲ့အတွက်မင်းကြီးကကြီးကျယ်ခမ်းနားတဲ့စီလီတိုတဆူတီထားဖို့အမိန့်ပေးခဲ့ပါတယ် ဆူတောင်းပြည့်စီတော်တီးတဲ့အခါမှာအနော်ရထာမင်းကြီးကတင်းကျပ်တဲ့အမိန့်တစ်ခုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကတော့နိုင်ငံတွင်းကပြည်သူအလုံးမင်းမှုထံအလုံးဟာဒီစီလီတော်အတွက် option နဲ့ တဲတဆုပ်တီတီမပြတ်မကွက်ပါဝင်လှူဒန်းရမယ်ဆိုရင်အင်မတန်တင်းကျပ်တဲ့ညွှန်ကြားချက်ပဲဖြစ်ပါတယ်ထောက်ချောက်ကစတင်နေပါပြီဒါပေမဲ့ညီနောင်တစ်ပါးကတော့အရာရှိထားတဲ့အောင်မြင်မှုတွေကြောင့်တောက်စားမှုရပြီးတရေလဲလို့ဖြစ်နေခဲ့ပါတယ်ဒါကြောင့်ဖះမသူတို့ထေရမဲ့အုံနှစ်ချက်လဟန်နေခဲ့ပါတယ်အမှန်တော့အသေးအဖွယ်အမားလေးလို့ထင်ရပါမယ်သူတို့ကိုမနာလို့ဖြစ်နေတဲ့နိုင်မဲ့ရေးရန်သူမိုးမတူတာတော့ဒါဟာတက်ခွင်တဲ့တွင်မှုအကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်သွားခဲ့ပါတော့တယ် သမိုင်းဆိုတာတပတ်ပြန်လဲတက်တယ်ဆိုတဲ့အတိုင်းပါပဲမျိုးဆက်နှစ်ခုကိုရှင်းကြည့်လိုက်ပါပထမမျိုးဆက်ဖြစ်တဲ့ဦးလီဖြော်ဝီတုံးကလည်းမြို့ဝမ်မင်းရဲ့မနာလိုမှုနဲ့လဲဆိုင်ခြင်းကိုခံခဲ့ရတယ်လို့ဒုတိယမျိုးဆက်ဖြစ်တဲ့ရွှေဖင်းညီနောင်ကလည်းမနာလိုတဲ့မူမတ်တရားခြောက်ချခြင်းကိုခံခဲ့ရပြန်ပါတယ်မျိုးဆက်နှစ်ခုစလုံးကသူတို့ရဲ့သစ္စာရှိမှုနဲ့အားနည်းချက်တွေထုံးကျပြီးသစ္စာဖောက်ခံလိုက်ရတာချီပါမယ် နောက်ဆုံးမှာတော့အလွန်ကိုရင်းနှင်းစရာကောင်းတဲ့နေကုန်းကိုရင်ဆိုင်ခဲ့ရပါတယ်မနက်လိုတဲ့မုံမတ်တရားဖရဲ့အမြင်ကိုအကြောင်းပြပြီးညီနောင်နှစ်ပါးရဲ့လဲမျိုးကိုဝိုင်းတုံနဲ့ရိတ်တက်ခဲ့ကြပါတယ်သူတို့ရဲ့မော်ဝင်းကာယတိတိကျွမ်းရင်တရားနိုင်ငံကြီးရဲ့အကောက်အကျန်လုံခြမှုနဲ့ရှေ့မှာတော့သူတို့ကိုမကယ်တင်နိုင်ခဲ့ပါဘူးလေတစ္ဆာရှိမှုရဲ့ကြိုးဆက်ကတော့တစ္ဆာဖောက်ခံရခြင်းဖြစ်သွားခဲ့ပါတယ် ညီနောင်နှစ်ပါးအသက်ခံရပြီးချင်းမှာပဲထူဆန်းတဲ့ဖီးရတစ်ခုပေါ်လာပါတယ်အနော်ရထာမင်းကြီးတိုင်ခန့်လဲတဲ့ခါစီးနှင်းလာတဲ့ဖောင်တော်ဟာရေပြင်ပေါ်မှာရှေ့ဆက်သွားလို့မရပဲရွတ်တဲ့ရဲ့အကြမ်းမတမ်းရပ်တန့်သွားပါတော့တယ်ဒါဟာမတရားသိဆုံးခဲ့ရတဲ့ညီနောင်နှစ်ပါးကသူတို့ရဲ့ကြမ်းရှိနေသေးတဲ့ဝိညာဉ်စွမ်းအားကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ် ဖောင်တော်ရက်တန့်သွားတဲ့ကြောင်ယုံကိုပညာရှိဟူရတွေကိုမေးမြန်းတဲ့အခါညီနောင်နှစ်ပါးဟာတန်ခိုးကြီးတဲ့နှစင်းတွေဖြစ်သွားပြီလို့ရှော့တင်ခဲ့ကြပါတယ်ဒီတော့အနော်ရထာမင်းကြီးကသူတို့ရဲ့ဒေါသကိုပြေလျော့စီဖို့တောင်ပြုံးနယ်ကိုအပိုင်စားပေးပြီးနက်ကိုနန်းနန်းတွေတီးရှော့ပေးခဲ့ပါတယ်ဒါပြင်ဒေသခံတွေကိုလည်းကိုးကွယ်ပူဇော်ဖို့အမိန့်ချက်မှတ်ပေးခဲ့ပါတယ် ဒါဟာယနေ့ခေတ်တောင်ပြုံးဖွဲကောက်ဆိုပြီးမြန်မာရိုးရမှာထင်ရှားတဲ့ဖိဖင်းကြီးနောင်နတ်မင်းကြီးနှစ်ပါးရဲ့ရိုးကြီးမှုသမိုင်းကြောင်းဆက်တင်ခဲ့တာပါပဲ